တာမန်ရက်ကွက်လေးတစ်ခုတည်းကအိမ်တအိမ်မှာမိန်းကလေးတစ်ယောက်ဟာကောင်လေးတစ်ယောက်စပလာတုံးကစားနေတာကိုကြည့်နေခဲ့ပါတယ်။အရာအားလုံးဟာစက်ထမတန်းတုန်းကမီကူဆာကူယာကယူကီယာအာဆာကီကိုနှင့်ကိုချစ်တယ်လို့ပြောလိုက်ရကနေစတင်ခဲ့တာပါ။သူတို့ကဒါကိုအိုင်လူပြူဂိမ်းလို့ခေါ်ကြပါတယ်။အဲ့ဒီတုန်းကတော့ဒီစကားတွေကိုကြားရတာယူကီယာအတွက်ရင်ခုန်စရာမဖြစ်ခဲ့ပါဘူး။သူတို့ဟာတယောက်ကိုတယောက်ချစ်တယ်လို့အလှည့်ကျပြောခဲ့ကြပါတယ်။ဘသူကအရင်မျက်နှာနီသွားမလဲဆိုတာကိုကြည့်ပြီးရှုံးသူတတ်မှတ်တာပါ၄နှစ်ကြာပြီးတဲ့နောက်မှလည်းသူတို့ဟာအခုထိဆက်ကစားနေတော့မှပဲသူတို့နှစ်ယောက်လုံးကဒီစကားတွေကြောင့်သူတို့ရင်ထဲမှာလက်ပြလေးတွေပြန်တန်းနေတယ်လို့ခံစားနေရတာကိုဝန်မခံချင်ကြပါဘူးဒီနေ့အထိအနိုင်ရှုံးမပေါ်သေးပါဘူးမီကူကယူကီယာကိုရှက်နေတာမြင်တယ်လို့ပြောပြီးမလိမ်မို့ပြောပေမဲ့သူကတော့တရေပဲလို့ခိုင်ခိုင်မာမာညှင်းဆိုနေသေးပါအဲ့ဒီနောက်မှာတော့မီကူကယူကီယာချစ်တယ်လို့ပြောတဲ့အချိန်ကမျက်နှာပေးလေးဟာတကယ်ကိုဆွဲဆောင်မှုရှိတယ်လို့ပြောလိုက်ပါတယ်ဒီတစ်ခါတော့သူတကယ်ကိုအကြီးကျယ်ရှက်သွားရတာအသေးချပါပဲဒါပေမဲ့သူကတော့ခေါင်းမာနေတော့မှပဲသူခံစားသွားရတာကိုဘသူကမှအတိမပြုတ်ခွင့်မပေးပါဘူးမီကူကလူကောင်းလေးမို့လို့ပဲသူ့ကိုတရေအဖြစ်ခွင့်ပြုပေးလိုက်တာပါတစ်ဖက်မှာလည်းဟီနာကိုနဲ့မာဆာရူတို့ကသူတို့ရဲ့ဂိမ်းကိုနွေးနွေးထွေးထွေးကြည့်နေကြပါတယ်ဟီနာကိုကတော့သူတို့ရဲ့ဂိမ်းဟာအရင်ကဒီလိုပုံစံမျိုးမဟုတ်ဘူးလို့မှတ်မိနေပါတယ်မာဆာရူပြောပြချက်အရတော့အနိုင်ရဖို့အတွက်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့စီကံအသစ်တွေပြောင်းလဲလိုက်တယ်လို့သိရပါတယ်ပိုဆိုးတာကဂိမ်းမပြီးခင်တယောက်ယောက်ကအရှုံးကိုဝန်ခံရမှာဖြစ်တဲ့အတွက်ဒါဟာအသီးခံနိုင်စွမ်းပြိုင်ပွဲတစ်ခုဖြစ်သွားတာပါမီကူနဲ့ယူကီယာဟာတကယ်တော့တယောက်ကိုတယောက်ချစ်နေပေမဲ့ဝန်မခံနိုင်ကြတဲ့ငယ်တငယ်ချင်းတွေဖြစ်နေကြတာပါမာဆာရူနဲ့ဟီနာကိုတို့ကတော့သူတို့နှစ်ယောက်ရှက်ကိုရှက်ကန်ဖြစ်နေတာကိုပဲကြည့်နေနိုင်ကြပါတယ်မီကူပြန်ခါနီးမှာယူကီယာကိုမနှက်ဖြန်အထက်တန်းကျောင်းတက်ရမယ့်ကျောင်းဝင်ပွဲအခမ်းအနားအကြောင်းသတိပေးခဲ့ပါတယ်သူတို့အတန်းတူတူကြားဖို့မျှော်လင့်ပေမဲ့ယူကီယာကတော့လူစွမ်းကောင်းလုပ်ပြီးဂယုမဆိုင်တယ်လို့ဟန်ဆောင်နေခဲ့ပါတယ်မီကူထွက်သွားတာနဲ့တပြကိုင်းနဲ့ယူကီယာဟာပောက်ကွဲထွက်တော့တာပါပဲမီကူကသူ့ကိုကစားနေတယ်လို့သူခံစားနေရပါတယ်ခဏလေးအတွင်းမှာပဲလူကြီးလေးလိုပြုတ်မှုလိုက်ပြီးရင်ကလေးလေးလိုပြန်ပြောလိုက်နဲ့ကလေးဆန်တာနဲ့ရင်းချက်တာကြားကအကူပြောင်းတွေကသူ့ကိုယူသွတ်စေပါတယ်သူမကအရန်ကိုချစ်ဖို့ကောင်းနေတာလေသူမဘေးမှာမရှိတဲ့အချိန်တိုင်းသူဟာသူ့ရဲ့ခံစားချက်တွေအပေါ်ရိုးသားလေးရှိပါတယ်ကြည့်ရတာသူရှုံးဖို့အတွက်အချိန်ပဲလိုတော့တဲ့ပုံမှာပဲဂိမ်းဆဆချင်းတုန်းကတော့ယူကီယာဟာမီကူအနားမှာရှိနေရင်ဘယ်တော့မှမရှက်ခဲ့ပါဘူးသူဟာအမြဲတမ်းဘာလို့ရှုံးလေးရှိတာပါဒါကြောင့်ဒီဂိမ်းဟာသူမရှုံးနေပြီးရုန်းကန်နေရတာကိုမြင်ကျင်တဲ့အခွင့်အရေးတစ်ခုသာဖြစ်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာအလဲတန်းဒုတိယနှစ်တုန်းကမီကူကချစ်တယ်လို့ပြောလိုက်တဲ့အခါခဏတာမြသူ့နှလုံးခုန်တန်တွေရပ်တန့်သွားခဲ့ပါတယ်။သူမရဲ့အတန်ကိုကျင့်သားရနေပြီလို့သူထင်ထားခဲ့ပေမဲ့အဲ့ဒီနေ့ကတော့သူမအတန်ဟာအယမ်းကိုချိုးတာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမကိုချစ်နေမိပြီဆိုတာကိုပထမဆုံးအကြိမ်သိရှိသွားခဲ့တာပါ။မီကူဟာသူ့ထက်ပိုပြီးမြန်မြန်ဆန်ဆန်ကြီးပြင်းလာခဲ့ပါတယ်။တစ်ချိန်မှာတော့သူမရဲ့လှုပ်ရှားမှုတိုင်းကယူကီယာကိုတုံရင်စေခဲ့ပါတယ်။သူမသိလိုက်ခင်မှာပဲသူမနဲ့ရေတစ်ခွက်တူတောက်တာတောင်သူ့ကိုမျက်နှာနီးမြန်းစေခဲ့ပါတယ်သူမကိုချစ်မိသွားတဲ့အချိန်ကစပြီးအိုင်လူပြူဂိမ်းဟာတာမန်ကစားပွဲတစ်ခုထက်ပိုလာခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာဒီဂိမ်းတာမရှိခဲ့ရင်ဘာဖြစ်မလဲလို့တွေးမိလာပါတယ်သူ့မျက်လုံးထဲမှာဝမ်းနည်းရိပ်တွေနဲ့ပေါ်မိကူတခြားတစ်ယောက်နဲ့ရှိနေမဲ့အတွေ့ကသူ့ကိုဝမ်းနည်းစေပါတယ်ဒါပေမဲ့လည်းဒီဂိမ်းကြောင့်ပဲသူတို့နှစ်ယောက်ကိုချိတ်ဆက်ပေးထားတာဖြစ်နိုင်ပါတယ်၄နှစ်တိုင်ဒီဂိမ်းကိုကစားလာခဲ့တာပါဒီတိုင်းဆိုရင်တော့ယူကီယာဟာသူ့ခံစားချက်တွေကိုဖွင့်ပြောဖို့နှိစက်နေပါပြီသူဟာသူမအပေါ်လုံးဝကိုယူသွတ်နေတာပါဒါပေမဲ့သူမသာသိသွားရင်နောက်ပြောင်ခံရမယ့်အဖြစ်ကိုတွေးပြီးသူရှက်လွန်းလို့တည်သွားနိုင်ပါတယ်ယူကီယာဟာအရှုံးမပေးဖို့တစ္ဆာဆိုထားပါတယ်ဒါပေမဲ့သူမကတော့သူ့ကိုအမြဲနှိပ်စက်နေတော့မှပဲကိုရန်ကလေးကသူမကိုကြော်တက်နိုင်ဖို့သူကိုပြုပြင်ပြောင်းလဲလာခဲ့ပါတယ်အရက်လဲပိုရှိလာပါပြီဟီနာကိုကသူမညွှန်ကြားတဲ့စပင်းညက်ဆိုင်အကြောင်းမေးတဲ့အခါသူကအဲ့ဒီဆိုင်တကယ်ကောင်းတယ်လို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စပင်းပုံစံတစ်ကမိကူအပေါ်ဘာကြောင့်တက်ရောက်မှုမရှိတာလဲလို့သူပြန်မေးခဲ့ပါတယ်ဟီနာကိုကတော့သူဟာအတွင်းစိတ်မှာကလေးဆန်နေသေးလို့ဖြစ်မယ်လို့ပြောပါတယ်စပင်းညက်လိုက်ရုံနဲ့သူ့ရဲ့ချစ်သူလေးကိုအနိုင်ယူနိုင်မယ်လို့တကယ်ပဲထင်နေတာလားနောက်တစ်နေ့ကြောင်းသွားဖို့ပြင်ဆင်နေချိန်မှာယူကီယာဟာမိန်းကလေးတွေဖတ်တဲ့ကာတွန်းစာအုပ်ကိုလမ်းညွှန်အဖြစ်ယူဖတ်နေပါတယ်။ဒါဟာမိန်းကလေးတိုင်းရဲ့မျှော်လင့်ချက်နဲ့အိမ်မက်တွေပြည့်နေတယ်လို့သူယုံကြည်နေပါတယ်။တောက်တောက်ပပအစဉ်ပြင်တွေကသူ့အတွက်နည်းနည်းများလုံးပေမဲ့အခုချိန်မှာတော့ရွေးချယ်စရာမရှိပါဘူး။တခါတလေသူမလည်းသူ့ကိုပြန်ချစ်နေမလားလို့သူတွေးမိပါတယ်။၄နှစ်တိုင်ဒီဂိမ်းကိုကစားလာခဲ့ပေမဲ့သူရာနှုန်းပြည့်တော့မသေးချပါဘူး။သူမလှုပ်ရှားရဲပါဘူး။အဲ့ဒီအတွက်ဒီလောက်ထိတတိကျအောင်နေတဲ့ကိုလူမိုက်လို့ခံစားနေရပါတယ်ဒီလိုဖြစ်နေတာကသူဟာသူမနဲ့မထိုက်တန်သေးဘူးလို့အတိတ်ပဲရပါတယ်ဒါပေမဲ့ယူကီယာဟာသူမအရှုံးကိုဝန်ခံရလောက်အောင်ကိုတကယ်ကိုအမိုက်စားယောက်ျားတစ်ယောက်ဖြစ်ချင်နေတာပါအောင်ပွဲဟာသူ့လက်ထဲရောက်တဲ့အခါကျမှသူမကိုနောက်ဆုံးမှဖွင့်ပြောပါလိမ့်မယ်သူမအိမ်ကိုတွားကြုံနေတဲ့အကြောင်းကိုသူစိတ်ကူးရင်နေပါတယ်သူမတစိတ်ခောက်ပြီးတကားဖွင့်လိုက်တဲ့အခါသူကဆွဲဆောင်မှုရှိတဲ့လူချောလေးဖြစ်အပြင်မှာရက်နေမယ်ပေါ့နေရန်ကိုလက်နဲ့ထောက်ပြီးသူမအနာကိုတိုးကတ်သွားတဲ့နီလန်းကိုတုံးလိုက်ရင်သူမစကားမပြောနိုင်တော့အောင်ဖြစ်သွားမှာပါအဲ့ဒီစိတ်ကူးကိုခွန်အားယူပြီးသူအိမ်ရှိတကားကနေပြေးထွက်လာခဲ့ပါတယ်မမျော်လင့်ပဲမိကူနဲ့အဲ့ဒီမှာဆုံခဲ့ပါတယ်သူမဟာတကယ်ကိုချစ်ဖို့ကောင်းလို့တောက်ပနေပါတယ်ဒီလောက်လာပတဲ့မြင်ကွင်းကြောင့်သူတတိလစ်မတက်ဖြစ်သွားအားရပါတယ်ဒါပေမဲ့သူကြက်ခံနေသေးပါသူ့မျက်လုံးထဲမှာတော့မိကူဟာနတ်သမီးလေးတစ်ပါးပါပဲသူဘလို့ခံစားနေရလဲဆိုတာကိုသိသွားတဲ့မိကူကသူမရဲ့ကြောင်းဝတ်စုံလေးနဲ့ချစ်ဆက်ပွဲတစ်ပတ်လက်ပြလိုက်ပါတယ်အဲ့ဒါကသူ့နှလုံးခုန်တန်ကိုပိုမြန်စေပါတယ်သူ့ရဲ့တုံ့ပြန်မှုကိုမြင်ရတာမိကူအတွက်အယမ်းကိုပျော်စရာကောင်းပါတယ်သိရတဲ့လောက်တော့သူမဟာဒီနေ့အတွက်မနဲ့စောထားပြီး2 နာရီကြာအောင်ပြင်ဆင်ခဲ့တာသူမရဲ့အသားရည်အကောင်းဆုံးဖြစ်အောင်ဂရုစိုက်ခဲ့တာပါ
သူမဘာလို့ဒီဂိမ်းပေါ်ဒီလောက်အလေးနဲ့ထားပြီးအနိုင်ရချင်နေတာလဲဆိုတာသူတကယ်မသိပါဘူးမိကူကတော့သူမကိုမိန်းကလေးတယောက်အနေနဲ့သူအတိမတ်ပြတာကိုလိုချင်နေတာပါတကယ်တော့သူမဟာသူ့ကိုအမြဲတမ်းချစ်ခဲ့တာလေသူမရဲ့ကြိုးစားမှုတွေကအလုပ်ဖြစ်နေပေမဲ့ယူကီယာကတော့ဘယ်တော့မှဝန်ခံမှာမဟုတ်ပါဘူးသူမကိုယ်တိုင်ဖွင့်ပြောဖို့ကလည်းအတိတ်ပဲမရှိဘူးလို့သူမထင်ပါတယ်သူကိုယ်တိုင်ကသူမကိုချစ်ဖို့ကောင်းတယ်လို့ပြောလာတာကပိုကောင်းပါလိမ့်မယ်အဲ့ဒီအတွက်သူမအနိုင်ရဖို့လိုပါတယ်မိန်းကလေးတယောက်အနေနဲ့သူမရဲ့ဂုဏ်သိက္ခာဟာဒီအပေါ်မှာမူတည်နေတာပါသူမကမရှိတဲ့ရင်ဘတ်ကိုကော့ပြနေရတာပေါ့ဒါကတော့သူမတွေးတာပါကျွန်တော်မဟုတ်ပါဘူးသူမကလည်းသူ့ရဲ့ចောင်းဝတ်စုံနဲ့အရန်ကိုခံရနေတာကိုရင်ခုန်နေရတာသူမသိပါဘူးသူ့ရဲ့စပင်ပုံစံတစ်လေးကလည်းအရန်ကိုချစ်ဖို့ကောင်းနေတယ်လို့သူမထင်နေပါတယ်သူကအရင်ကအလုံးလေးလိုဖြစ်နေခဲ့တာအခုတော့သူမကိုရင်ခုန်အောင်လုပ်နိုင်နေပြီလေဒီတွေးတွေကိုဖျောက်ဖျက်ဖို့စူးစမ်းရင်သူမကချစ်စရာကောင်းအောင်ထပ်လုပ်ပြပြန်ပါတယ်ယူကီယာဟာမနှဲထိန်ချုပ်နေရပါတယ်ဒါပေမဲ့မိကူကိုအသာစီးရခွင့်မပေးနိုင်ပါဘူးဒါနဲ့သူကသူ့ရဲ့အထူးလှုပ်ရှားမှုဖြစ်တဲ့နေရာမှာကပ်ပြီးအနားကိုတိုးကပ်သွားတဲ့နီလန်းကိုတုံးလိုက်ပါတယ်သူတို့ရဲ့မျက်နှာတွေအရန်နီးကပ်သွားတဲ့အခါနှစ်ယောက်လုံးမျက်နှာတွေနီမြန်းကုန်ပါတယ်ထက်ကြည့်လိုက်တဲ့အခါမိကူကသူ့လည်းဒီလိုလှုပ်ဖို့တိတ်ပြီးအစင်းသင်းမဖြစ်သေးတာကိုရိပ်မိသွားပါတယ်အခြေအနေကိုပြောင်းပြန်လှန်လိုက်ပြီးသူမကသူ့ရဲ့ရော့ရဲနေတဲ့နှက်တိုင်ကိုပြင်ပေးလိုက်ပါတယ်သူမသူ့ကိုနည်းနည်းထိလိုက်တဲ့အတွက်ယူကီယာရဲ့မျက်နှာဟာအခုတော့အနီးရဲဖြတ်ဖြစ်သွားပါပြီအရှုံးမပေးပဲသူမရဲ့လက်ကိုဖမ်းကင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်လုံးရှက်လွန်းလို့အော်ဟစ်မိကြပါတယ်အမှန်တိုင်းပြောရရင်ဒီလိုဂိမ်းတွေကစားနေတာထက်ခန်းစားချက်တွေကိုဖွင့်ပြောလိုက်တာကပိုးလဲကူလိမ့်မယ်ထင်ပါတယ်ပထမဆုံးအချိန်ဖြစ်ယူကီယာဟာမိကူကိုသူမျောလင့်ထားတာထက်ပိုပြီးတက်ရောက်မှုရှိစေတဲ့အရာတစ်ခုကိုလုပ်နိုင်ခဲ့တာပါသူမကလက်ကင်ထားတဲ့အကြောင်းသူ့ကိုဆက်နောက်ခဲ့ပါတယ်သူကလည်းသူမဟာဆွဲဆောင်မှုလုံးဝမရှိဘူးလိပြန်ပြောပြီးနင်းဒီနေ့ကစပြီးအထက်တန်းကျောင်းတကယ်တက်มาလားလို့မေးလိုက်ပါတယ်ပြန်ပြီးအသာစီးရဖို့အတွက်မိကူကသူမရဲ့စကတ်ကိုနည်းနည်းမလိုက်ပြီးသူမရဲ့ပေါင်တွေကိုပြလိုက်ပါတယ်ဒါကူတော့ယူကီယာမတောင့်ခံနိုင်တော့ပါဘူးအခုတော့သူမသူ့မျက်စိရှိမှရှိနေတိုင်းသူသတိထားမိနေတော့မှာပါသူကတခြားကောင်လေးတွေကြည့်ကုန်မယ်ဆိုပြီးစကတ်ကိုအဲ့လိုမဝတ်ဖို့ပြောခဲ့ပါတယ်ဒါကြောင့်သူမစကတ်ကိုပြန်ချလိုက်ပါတယ်မိကူကဒါဟာသူမအနိုင်ရသွားပြီလို့ထင်နေပေမဲ့ထုံးစံအတိုင်းသူကတော့အရှုံးမပေးပါဘူးယူကီယာရဲ့ညီမလေးဝါကာနာကသူတို့နောက်ကျတော့မယ်မြန်မြန်သွားကြတော့လို့ပြောလာပါတယ်။ကျောင်းကိုပြေးသွားရင်သူတို့ဟာကျောင်းတက်ရမယ်ပထမဆုံးနေ့မှာနောက်ကျရတာတယောက်ကြောက်ဖြစ်တယ်လို့အပြန်အလှန်အဖြစ်တင်နေကြပါတယ်။ယူကီယာကရှုံးသွားမှန်းသိလို့ကြောက်နေတာလို့မိကူပြောနေရင်မှပဲသူရုတ်တရက်ရက်လိုက်ပါတယ်။သူမလည်းရက်လိုက်ပြီးသူ့ဘေးမှာချယ်ရီပန်းတွေလွင့်ပြန်သွားတာကိုမြင်လိုက်ရတဲ့အခါသူမမျက်နှာနီးမြန်းသွားခဲ့ပါတယ်။သူပြန်ဆနောက်လိုက်ပြီးတဲ့နောက်သူတို့ဆက်ပြေးခဲ့ကြပါတယ်။ဒါဟာအိုင်လူပြူဂိမ်းရဲ့လက်အောက်မှာရောက်နေတဲ့လူနှစ်ယောက်ရဲ့ဇလန်းမှာပဲကြောင်းရောက်တဲ့အခါသူတို့ဟာပထမနှစ်အတန်းခွဲစည်းရင်းကိုကြည့်လိုက်ကြပါတယ်။ကံကြမ္မာအရပဲသူတို့ဟာအတန်းတူတူကြခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာဒီဂိမ်းကိုအပိသက်နိုင်ယူဖို့အတွက်မတူညီတဲ့နီလန်းတွေကိုအသီးသီးစိတ်ကူးရင်နေကြပါတယ်။ကဲဒီဇလန်တွဲဟာတာမန်အချစ်ဇလန်လေးတွေအတွက်တကယ်ကိုချစ်ဖို့ကောင်းတဲ့စိတ်ကူးလေးတစ်ခုပါပဲ။ဒီဇလန်တွဲနဲ့ပတ်သက်ပြီးခင်ဗျားတို့ဘာတွေမိလဲကျွန်တော်ကိုဆက်လုပ်စေချင်တာနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက် subscribe လုပ်ထားပေးပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။